လူတွေကကိုယ့်ကဘာနဲ့ကိုယ်နေကြရဲဆိုတဲ့စကားကိုဒီကလူတွေကြားဘူးကြလားကျမရဲ့မန်သွားပြောပူတယ်ပေါ့နော်ပြီးတော့ကျမ Holy Quran ပေါ့နော်ဒီ Quran ဘာသာပြန်ကိုဖတ်တဲ့အချိန်မှာလည်းကျမအဲ့စကားလုံးလေးကိုကျမတွေ့တယ်ပေါ့နော်လူတိုင်းကကိုယ့်ကဘာနဲ့ကိုယ်နေကြရဲဆိုတဲ့ဟာကိုပေါ့နော်အဲ့တော့တချို့ကလည်းကြားဘူးမယ်တချို့ကလည်းသိချင်လဲသိမယ်ပေါ့နော်ဆိုတော့ it's okay ဒါပေမဲ့ကျမဘာပြောချင်လဲဆိုတော့ကျမတို့တွေဒီမြန်မာလူမျိုးတွေပေါ့နော်တည်ရဟုတ်တွေ့လို့ရှိရင်အဲ့လိုမျိုး body shaming လုပ်တာနှုတ်ဆက်လို့ရှိရင်တည်ရမှာလားခုနစကားတိုင်းပြန်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့လူတဦးတယောက်ချင်းစီကိုယ့်ကဘာနဲ့ကိုယ်နေကြရဲဆိုတော့ကျမကဘာမှာပေါ့နော်အခုဆိုလို့ရှိရင်လူတွေနဲ့တွေ့လာလို့ရှိရင်ကျမတို့တိတော့မှတွေ့ရနော်ဗီဒီယိုတွေတွေ့ရနော်စကားတွေရမ်းပြောတယ်နော်ဆိုပြီးအဲ့လိုမျိုးညနှုတ်ဆက်တာအဲ့လိုမျိုးလူတွေနဲ့တွေ့ပြီဆိုလို့ရှိရင်ကတိလာတွေ့မှာမဟုတ်ဖုန်းပြောရင်လည်းလို့ပဲဖုန်းပြောတတိယလို့ဖုန်းခေါ်လိုက်ပြီဆိုတွေ့တယ်တိတော့မှဗီဒီယိုတွေသိရမလားဟိုတနေ့က parent teacher meeting သွားလို့ရှိရင်လေဆိုဟိုင်းရဲ့ teacher ကအမဟိုတိတော့မှတွေ့ရေးစကားတွေအများပြောတတ်တယ်နော်ဆိုပြီးသိရမလားဆိုတော့ကျမဘာတတိထားမိလဲဆိုတော့ကျမရဲ့ကဘာမှာပေါ့နော်တွေ့ကြလို့ရှိရင်ဟိုရင်တော့ကလိုမျိုးဟဲ့ဝါလာတယ်နော်ဟဲ့ပိန်သွားတယ်နော်မဲသွားတယ်နော်ပြာသွားတယ်နော်အဲ့ဟာတွေမရှိတော့ဘဲနဲ့တိတော့မှတွေ့ရနော်ဗီဒီယိုတွေ့ရနော်ကျမကဘာမှာတော့အဲ့လို body shaming လုပ်ပြီးနှုတ်ဆက်ကြတာမျိုးတွေမရှိတော့ဘူးပေါ့နော်ဒါကကျမကဘာရဲ့ update ပေါ့နော်ဆိုတော့ဒီမှာကြည့်နေတဲ့လူတွေကဘာမှာဘယ်လို update လေးရှိလဲ please let me know